drama တွေကျွန်တော်အမေများတဲ့မိကုန်းနေတဲ့တစ်ခုဖြစ်တဲ့အပြားဝယ်တင်လဲဆိုတာဒီနေ့မှာပြောပြတော့ဖြစ်ပါတယ်ဆိုတော့ sample series brand တွေအတွက်လည်းအများကြီးပဲဒါပေမဲ့ခြေကားပြီးတော့အတန်၄မျိုးပဲရှိရလို့မှတ်လို့ရတယ် dark dry bright washy ဆိုပြီးတော့ဒီမှာ dark series က1 tone ဖြစ်တယ် dry series ကတော့အတန်6ပြီပေါ့လေ setting နဲ့ bright series ကတော့ bright ပေါ့ washy ဆိုတာ bright symbol မှာနောက်ကနေတွေ့ရတယ်အတီးလိုက်လို့ရှိရင် sample ကြီးကလှုပ်နေရလေ setting အများများတယ်ဒီမှာကျွန်တော်တို့ dark series တွေ dry series တွေအရင်စေးကြည့်တယ်ဥပမာ VGM K series လိုမျိုးပေါ့ဒီမှာဆို minor extra dry series အရင်စေးကြည့်အားလို့ဆိုတော့ B20 symbol တွေမဟုတ်လို့ B20 ဆိုတာ copper က80 tin က20ရာခိုင်နှုန်းဆိုတော့အဲ့လို symbol တွေကအရင်စေးကြည့်ဒီမှာထူးထူးခြားခြား CGN ကနောက်ထပ်ထုတ်ထားတဲ့ FX series ဆိုတာရှိသေးတယ်အဲ့မှာတော့ step တွေ club တွေ trash တွေနောက် spiral သူတို့ကတော့အတန်နောက်ထပ်ထူးခြားတဲ့အတန်တွေဖြစ်တာပေါ့လေserver တွေကတွေ့တယ်အများကြီးပဲသူ brand လိုက်မှာသူ series လိုက်သူပါလို့ရှိတယ်ဆိုတော့ကိုကဘယ်လို music မှာသုံးပါလဲဘယ်လိုနေရာမှာဒီမှာလဲဆိုတော့ပုံမူတည်ပြီးတော့ရွေးပြီးဝယ်တင်တယ်ဈေးရန်ကြီးရင်လည်းကောင်းတာမဟုတ်ဘူးကိုနဲ့မသိတော့လာကောက်ပဲအဲဆိုတော့ကျွန်တော်ခုနကပြောပြလိုက်တဲ့အချက်လေးတွေကိုစဉ်းစားပြီးတော့ဘယ်လိုဝယ်တင်လဲဆိုတာနားလည်မယ်လို့ပြောလိုက်ပါတယ်ကျွန်တော်ရဲ့ YouTube နဲ့ TikTok မှာနောက်ထပ် video ရှိသေးတယ်တွားကြည့်ပေးဦးနော် bye